မင်္ဂလာပါရှင်အခုမှနင်ပြပေးတာလေးကတော့တစ်ချက်သားလက်ကောက်လေးပါဒါလေးကတော့အထည်လေးဖြစ်ပါတယ်ရှင်ဘာဖြစ်လို့လဲဆိုတော့သူကဟိုလိုမျိုးစပရိတ်နဲ့မကြိုက်ပါဘူးတဲ့ညီမလေးကလက်ကောက်ကိုမှဟန်ချင်းလိုမျိုးကြိတ်ကလေးနဲ့ပဲကြိုက်တယ်တဲ့ဒါမျိုးလေးတွေမမဆိုင်မှာလဲအရင်ကလည်းခဏခဏအပ်ဘူးတဲ့နှစ်ချက်သားသုံးချက်သားအပ်တာတွေရှိဘူးတယ်ပေါ့နော်ဒီလိုကြိတ်လေးနဲ့လိုချင်ပါတယ်ဆိုလို့တီးတန့်အပ်ထားတဲ့အထည်လက်ကောက်ကလေးဖြစ်ပါတယ်ရှင်လက်အတိုင်းလေးကသေးတယ်ဒီညီမလေးကကျတော့1.4ရှိတယ်ပေါ့နော်အဲ့တော့ကလေးတွေကနည်းနည်းဝဝလေးတွေဆိုလဲဒီ site ကလေးတွေတစ်ချက်သားတွေအပ်လို့ရပါတယ်ရှင်ငါမူသားတော့အရန်ပါတော့လက်မခံပေါ့နော်တစ်ချက်သားဆိုရင်တော့ရပါတယ်လက်အတိုင်းလေးတွေပြောပြီးတော့မနေအောင်နဲ့ဆိုင်မှာအဲ့လိုရပါတယ်ရှင်အလေးချိန်ကတော့မျိုးစုံပေါ့နော်နှစ်ချက်သားကြိုက်လဲနှစ်ချက်သားအပ်လို့ရပါတယ်သုံးချက်သားကြိုက်လဲသုံးချက်သားအပ်လို့ရပါတယ်ဒါပေမဲ့ငါမူသားဆိုရင်တော့အရန်ပါပြီးတော့သေးတယ်ပေါ့နော်အဆင်မပြေလို့ပေါ့နော်အဲ့တော့အလေးချိန်ကြီးကြီးလေးတွေအပ်ချင်တယ်ဆိုလဲရပါတယ်ရှင်အလက်အတိုင်းလေးတွေပြောလာပြီးတော့အပ်လာလို့ရပါတယ်ကဲဒါလေးကတော့လူခအကြိုက်ဒီဇိုင်းလေးဖြစ်ပါတယ်ရှင်ပြောင်သားလေးဖြစ်တဲ့အတွက်လဲနေတိုင်းဝတ်ထားလို့လှပါတယ်အကျန်းလဲခံတဲ့အပြင်ကြီးမကတ်တဲ့အတွက်အမြဲတမ်းအသစ်ကလေးဖြစ်နေမဲ့ဒီဇိုင်းလေးဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်